မကောင်းတာတွေဖြစ်ခြင်းသိပေါက်လာပြီလှုပ်ခြင်းသိပေါက်လာပြီပြောခြင်းသိပေါက်လာပြီကြံခြင်းသိပေါက်လာပြီဆိုရင်မကောင်းတာတွေဟာပူလောင်စေတတ်တယ်လို့နားလည်ပြီးတော့အဲ့ဒီမကောင်းတာတွေကိုဒါစီရမဖြစ်အောင်ကြိုးစားရဟုတ်လားကာယကံဝစီကံမကောင်းမှုမဖြစ်အောင်ကြတော့သီလနဲ့ဒါစီရမယ်မနောကံထဲမှာတောင်းကျမ်းနေတဲ့မကောင်းမှုကိုကြတော့တမာတိနဲ့ဒါစီရမယ်အနုတ္တယသဘောမျိုးနဲ့ဟုတ်လားဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာမျိုးကြတော့ပညာနဲ့အပိသတ်ဒါစီရတယ်ဟုတ်ရလားဒါကြောင့်အဲ့ဒါလိုသီလသမာဓိပညာဒီမကောင်းမှုကိုဖယ်ရှားနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့ဒီသိက္ခာ၃ပါးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ့်ရဲ့ကာယကံဝစီကံမနောကံမကောင်းမှုတွေကိုတားနိုင်ရင်တားနိုင်တဲ့လောက်ချမ်းသာဒုက္ခကိုရမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့သိတာထင်ရှားတာကတော့ကာယကံဝစီကံလောက်ကိုထိန်းနိုင်တယ်ဆိုရင်ပဲစိတ်ထဲမှာအင်မတန်ကျဉ်တတ်ပါတယ်ငါဘယ်သူမှမကောင်းတာမလုပ်ဘူးမကောင်းတာမပြောဘူးမနောကံတွေပါထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကျဉ်တတ်ပြီးတော့စိတ်ထဲမှာအေးချမ်းမှုအများကြီးရမယ်တော်တော်ကြာကြာထိန်းထားနိုင်ရင်တော်တော်ကြာကြာရမယ်ဒါတွေကိုလက်တွေ့ပေတပေါင်းသူတော်ကောင်းတို့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပါ